ထုတ်နိုင်တဲ့ပုဂ္ဂိုလ်ရဲ့အရေးချင်းဆိုတာအချက်အမျိုးမျိုးရှိတယ်။ဂိုင်းကျုပ်ဆရာကြီးဥဖိုးဟန်ဟာဆွေတော်ဂိုင်းကိုနောက်တုံးကလည်းထုတ်ခဲ့အခုလည်းချုပ်နေတယ်။နောင်ကိုလည်းမသေးမချင်းမင်းတို့တွေတစ်သက်လုံးတို့တွေတစ်သက်လုံးမသေးမချင်းဆက်လက်ပြီးကဘာတီအောင်ချုပ်သွားမယ်ဆိုတာကိုအသေးထဲမှာတွဲမြင်မှာတော့ဘယ်သူကမေးမေးဆွေတော်ဂိုင်းတို့ဟာဘလူလဲလို့မင်းဓနုပြူမျိုးကဆရာကြီးဥဖိုးဟန်လို့ပြောပါနော်နောက်တစ်ခါထပ်ပြောမယ်ဂိုင်းကျုပ်ဆွေကျော်အိဋ္ဌာကမိတ်ဒီဂိုင်းကိုချုပ်တိုင်တဲ့ဂိုင်းကျုပ်သည်ဘိုးတော်ဟန်လို့ပြောပါနော်ဘာကြောင့်ဆွေကျော်ဂိုင်းကိုအဖေကြီးဥဖိုးဟန်လက်ဖက်ကြမှာဆွေကျော်ဖြစ်လာရသလဲဒါလေးမင်းတို့နားရတာပါမရောက်ဘူးတဲ့လူတွေလည်းကြနားရအောင်သတိရှိပါနော်ပြဿနာတွေအစည်းကပေါ်နေတယ်ဟာလူကလည်းမြာမင်းတို့လည်းအားနာတယ်ကွာမတ်တန်နေတဲ့လူကမတ်တပဲနားထောင်ပါနော်နေရအနေရောမကြည့်ပဲသူတို့ကဘောလေးပြဘောတော့မကြောက်ဘူးဟုတ်လားကဲအဲ့ရောမင်းတို့တို့ကျင်းနဲ့ပြောပြပါမယ်အားနာပါနော်အခုလိုလာပြီးတော့မင်းတို့ကကြော့ကြတော့ငါအနေနဲ့တော့ဝန်းလဲပါတယ်ဝန်းလဲနဲ့ကျွန်တော်1280ပြည့်စကြာဆိုလာပြီကျော်တရက်နေကြာတော်ရင်းနေဖြစ်ပါလေအဲ့ဒီထဲမှာပါလာတဲ့ကျွန်တော်တဲ့သက်ကနိုင်ရစရဲလာနှိပ်ကြီးတဲ့လူတွေခွင့်ပြုပါကျွန်တော်ရဲ့အဖေဂိုင်းကျုပ်ဖြစ်တဲ့ဓနုယူဆရာကြီးဥဖိုးဟန်ကိုသာကြော့ပါနော်အဲ့ဒီဆရာကြီးကိုသာအာယုံပြုပါဂိုင်းကျုပ်ဟာကျွန်တော်မဟုတ်ပါဘူးကျွန်တော်ဂိုင်းကျုပ်မဟုတ်ပါဘူးဂိုင်းကျုပ်ဆိုတာဟာဥဖိုးဟန်ကလို့ဘယ်လုံးမှမကြုံနိုင်ပါဘူးဘာကြောင့်ဂိုင်းကျုပ်လို့ခေါ်ရပါလဲဂိုင်းကိုချုပ်တိုင်နိုင်တဲ့ရှေးတော်ဆိုတာဒီနှစ်ပတ်လည်မှာမင်းတို့ကိုသေးချာပြမယ်သေးချာကြည့်ထားအဲ့ဒီကမှလူနေနန်းခိုင်းမယ်ဂိုင်းမို့တော့မရဘူးနော်အဲ့ဒီဆွေကျော်အိဋ္ဌာစရာမိတ်ဒီစီဂိုင်းလို့ဖြစ်ပေါ်လာပုံရဲ့ဂိုင်းကျုပ်ဖြစ်ပေါ်လာပုံလေးရဲ့ကိုနည်းနည်းလေးနားတော့ဟောရှေးကမန္တန်ရာဇဝင်ကိုပြန်ကြည့်ပါအဲ့ဒီမန္တန်ရာဇဝင်ကနေဆက်လက်အလောင်းမင်းကြီးဥအောင်စေရရဲ့သားအငယ်ဖြစ်တဲ့ဘိုးတော်ဦးဝိုင်းရဲ့သားအကြီးအဲ့ဒီမင်းသားကမွေးတဲ့အဖဆရာအေးနော်အဲ့ဒီအဖဆရာအေးဟာတချို့အဖေသားမြင်းမြဒီတို့ကြည့်ရလူတိုင်းပြီးကျင်တဲ့လူမပြီးမပြီးလို့တမျိုးပြောလိုက်ရင်ပြီးခံမှာဒီကိုင်းဟာပြီးခံရမယ်ကိုင်းမှာနော်ဘယ်သူတွေကဘာလို့ကိုကကိုလို့ပြီးခံမှာအဲ့ဒီစက်ကြမင်းသားလေးမိုးရဆိုတော့မိုးတဲ့ခါကျတော့သာသနာကိုပြုစုလို့တဲ့ဆန္ဒနဲ့အမတန်ပါရမီရှင်ဖြစ်ခဲ့အလျောက်သူ့ကိုမွေးလိုက်တာနဲ့တပြိုင်နက်တိုင်းပြည်မှာဝါပြောတာအဲ့လိုဝါပြောတာရလာတဲ့အခါမှာသူနဲ့ညီကိုတုံးဝက်ဖြစ်တဲ့အဲ့ဒီဘရင်ရဲ့မယားအမျိုးမျိုးကမွေးထားတဲ့ညီကိုဝန်းကွယ်သားတွေကဒါဒီလိုမပြောမင်းကမင်းမပြောနဲ့ဟာအေးမောင်အေးမူးရတော့တိုင်းပြည်ကတော့သိဖြစ်နေပြီဒီတော့ထင်းသားနဲ့မောင်အေးပဲရအောင်အဲ့တော့တို့ပဲလုပ်ကြမလဲအဲ့ကောင်ကြတော့မှလူတို့တွေမတောင်းတဲ့စိတ်ဓာတ်ရှိတဲ့လူတွေစုပြီးတော့အဲ့ဒီကမှာဘိုးတော်အေးခေါ်တဲ့တို့ဖခင်ဆရာကြီးစက်ကြမင်းသားကိုဖေချောင်းကြံရတယ်ဟမ်ဖေချောင်းကြံရတယ်ဆိုတဲ့စကားလုံးကိုမှတ်ထားလိုက်သမှာဟုတ်ကဲ့လားဆွင်ကျော်လူကလို့မသိဘူးဆိုတာအဲ့ဒီကိစ္စမှတ်တာနော်အေးတခုတော့ရှိတယ်မတရားတော့မလုပ်ကြနဲ့နော်တရားသဖြင့်လောက်ပါလူသက်လို့မသိပါဘူးနော်မိစ္ဆာအောင်လို့ဆိုတော့ဘိသိတာမှာတိုင်ရှည်သွားမယ်အဲ့ဒီဘိုးတော်အေးမွေးလို့6နှစ်ကာလအတွင်းမှာနန်းတွင်အရေးတော်ပုံဖြစ်ပါတယ်ဗမာမိုင်းအကုန်သိကြဒီကိစ္စနော်ဒါလေးကျင်းနဲ့မှတ်တမ်းဝင်ပြောခဲ့မယ်အဲ့ဒီခါမှာအဖဘိုးတော်အေးမွေးလို့6နှစ်ပြည့်မြောက်လာတဲ့အခါဒီ6နှစ်တာကာလအတွင်းမွေးကလေးကကြံခဲ့တာမောင်အေးဆိုတဲ့မင်းသားကိုသတ်ဖို့ရမွေးကလေးကကြံခဲ့တဲ့အကြံဒီ6နှစ်ကြာအောင်သူတို့အနေနဲ့တော့အောင်မြင်တယ်လို့ဆိုရမှာမှတ်သားပါနော်
အဲဒီလိုအရေရောက်လို့အရွယ်မရောက်ခင်6နှစ်ကာလဟိုးဗငယ်ချင်း3ယောက်ရှိလေစီဆိုတဲ့တချင်းပေါ်လာတဲ့အခါတုန်းကဘိုးအောင်ရဲ့စัจ जा မင်းသားရဲ့နောက်တစ်ယောက်ကဘုန်းကြီးပေါ့လေအဲ့လိုစัจ जा မင်းသားမဟုတ်ဘူးဘိုးအောင်ရဲ့ဘုန်းကြီးတစ်ပါးရဲ့နောက်ရှင်မြင်ပြမဲ့လူရဲ့ဟာအဲ့ဒီအလောင်းမင်းကြီးဦးအောင်ဇေယကအခြေအနေကြောင့်ဆရာတော်ထာမအပ်ခဲ့တဲ့အခါကအဲ့ဒီမောင်ဝိုင်းနဲ့အတူမင်းသားကြီးဦးအောင်ဆိုတာကမောင်ဝိုင်းကိုကဲတာဘိုးတော်အေးကိုမတာဘိုးအောင်မဟုတ်မင်းသားကြီးဦးအောင်မတာဘိုးအောင်ဆရာအောင်ပထမအောင်ရသိဦးအောင်ဆိုတဲ့အောင်လေးအောင်တော့တွင်မင်းသားကြီးဦးအောင်မလိုက်တဲ့ဘိုးတော်စัจ जा မင်းငယ်နာမီမောင်အေးအဲ့ဒီဘာရှာအေးလေး6နှစ်သားအရွယ်ရောက်တော့ခုနမင်းသားကြီးဦးအောင်ကဘိုးတော်ဦးဝိုင်းကိုတို့ပြောကြဆိုနန်းတော်ရအောင်ပြန်လုပ်ပေးလိုက်တယ်နော်ခင်းနိုင်ရရင်မဟာမျိုးမဟာနွယ်တွေကိုမသတ်ပါနဲ့လို့အတန်တန်ပြောရတဲ့နဲ့ခင်းနိုင်လည်းရရောလူတူချစ်တဲ့ဘယင်းနဲ့ကွာအမေနှမမောင်ကြီးအမျိုး80အကုန်သတ်ပြအဲ့လိုသတ်ပြတဲ့အတွက်သူတော်ကောင်းဟာလူသတ်တာမကြိုက်တဲ့သဘောမျိုးနဲ့ဘယ်တော့မှမင်းမျက်နှာကိုငါမကြည့်မင်းဟာလူသတ်သမားရဲ့ရှင်မင်းချစ်တဲ့မောင်ဝိုင်းကိုမင်းသားကြီးဦးအောင်ကပြောတာသတိထားနော်လန်ကျိုးတွေလာခဲ့မယ်ကလေးကဝရှိမရှိကားမရှိပညာမဟုတ်နားလည်ထားပါအဲ့ဒီလိုမင်းသားကြီးဦးအောင်မသွားပြီးတဲ့နောက်မမခင်ဒီစัจ जा မင်းသားရဲ့ကိုမမခင်စัจ जा မင်းသားလေးရဲ့ဟိုးအေးဖြစ်တဲ့မောင်ဝိုင်းခေါ်ဘိုးတော်ဦးဝိုင်းကိုမင်းလိုလူယုံမနဲ့ငါနဲ့မတန်ဘူးกว่าလို့ပြောပြီးတစ်ချက်တည်းဘယ်တော့မှမင်းကြီးကလာကြမလို့ဘူးဆိုပြီးပြောပြီးအထွက်ရှေးကအဘတော်မြဲတွေကရဆိုဓာဆွဲကိုစီနောက်ကဝိုင်းမာရနော်ဟေးမင်းသားကြီးဦးအောင်ဘာလဲတဲ့မှတ်တယ်ဘာမှမပါဘူးအတထောင်းမပါဘူးကမှတ်တာရှေးကလူမိုက်တယောက်ကိုဆုံးမနေတော့နောက်ကလူမိုက်တွေအကုန်သေးကုန်မဲ့မှတ်ထားလို့လက်ညှိုးထောင်လိုက်တာနဲ့လက်ညှိုးကထွက်တဲ့အယောင်ကြောင့်ဒါကရဲ့သားနဲ့အဖေလို့ဖြစ်နေတဲ့ပညာအဲ့ဒါမင်းတို့လက်ညှိုးတွေရှာချလိုက်ရင်ပြနေတာဟဲ့ဆိုထိုးလိုက်ရင်ရနေတာအဲ့ဒါဘိုးတော်အေးရဲ့အမွေနဲ့နားရဒါကြောင့်ဝိဇ္ဇာထောင်တဲ့ဂိုင်းလို့ပြောတာမင်းတို့ဟုတ်ကလားတိုင်းဘိုးတော်အေးလေးဆောင်းနေသားကြောစပ်ပြီးငါမိစိတ်လိမ်မာတာပဲဖေးရီမေရီနင်တို့ကျွရလွတ်ရကိုသာကြည့်ပြတော့ဒီကလေးငါတောင်ထားဆိုပြီးတော့သိန်းကြီးထားကြတာ16နှစ်သားကြမှာတွေ့တယ်ဂရိဘာရွှေနဲ့ရေစိတ်ကြတယ်ဆိုပြီးတတိတဲ့ညီကိုဝန်းခွဲတွေအဲ့ထဲရေနဲ့သားမင်းသားကြီးဦးအောင်ရမနေနဲ့ပြောက်ဒါသိပြီးသားဗမာမင်းသိပြီးသားအဲ့လိုပြောင်းလိုက်တဲ့အခါလှုပ်နဲ့သွားတာအဟောက်မှတော့ရေထဲချသူတို့အနေတော့အောင်ပြီလို့ပြောတို့ဘိုးတော်ကတော့ဝေလာမြင်းနဲ့ထွက်တယ်အဲ့ဒါလေးထွက်သွားတော့တို့ပြောရမယ်ဘိုးတော်အေးဝိဇ္ဇာဖြစ်တာသမတခြားမလို့အောင်တခြားမခံရဘဲနဲ့ဝိဇ္ဇာဖြစ်တဲ့အချိန်မှဘောကဖြစ်စဉ်ကိုပြန်ပြောင်းကြည့်လိုက်တော့သာသနာတော်ပြောက်ွယ်မှာစိုးလို့အိတ်သရမဟဲ့ဒီစေတိုင်းဆိုတာဘိုးတော်အေးဖွင့်ခဲ့တယ်ဂိုင်းဘိုးတော်ပြူဖွင့်တာမဟုတ်ဘူးဘိုးတော်ပွင့်ဖွင့်တာဟုတ်အဖေဘိုးတော်ဟန်ဖွင့်တာမဟုတ်ဝိဇ္ဇာအစ်စ်ဖွင့်ခဲ့တဲ့ဂိုင်းကောင်းပြီအဲ့ဒီလိုအိတ်ခါပြမဲဒီစေကိုင်းဆိုရင်အထက်လန်းတယောက်ရှိရင်အောက်လန်း1000ဆိုတာမှတ်တာဒါကိုအဖေကြီးဘိုးတော်အေးမြင်အောင်လို့လူနဲကလူများတကိုဆုံးမနိုင်အောင်ဘာတွေငါထဲမှာလဲဆိုတဲ့အခါမှာဟုတ်လားမင်းကောင်းမင်းမြတ်များဝင်လိုက်မှအလိုလိုပွင့်တဲ့ကနဲ့ကရန်ကြီးကပိတ်စစัจ जा မင်းသားတိုင်ဆောင်တော်မူတဲ့သံလက်တာအယိုးအဲ့ဒါမေးပြီး
တောင်နန်းသာမိဘခေါင်ကြီးပန်တဲ့ပန်တော်ကြ9ပွင့်အဲ့ဒီပစ္စည်း3မျိုးနဲ့သင်လျော်ရာဂမုံတို့ကိုပေါင်းရထူထောင်းထားတဲ့ရှေးတော်အဲ့ဒီပစ္စည်းကိုဘယ်သောခါမှဘယ်လူမျိုးမှဘယ်ဝိဇ္ဇာတော်မှမရနိုင်တဲ့ပစ္စည်းကိုထည့်ဖော်ထားတဲ့ရှေးအစ်စ်နဲ့သင်တဲ့ဂိုင်းရှေးအစ်စ်နဲ့ထိုးပေးတဲ့ဂိုင်းပညာအစ်စ်ကိုပေးရင်နောက်10ကဘာချားတော့ဘယ်တော့မှမိစ္ဆာအောင်လားမောမသိနိုင်ဘူးဆိုတာမှတ်ထားဟုတ်ကလားရှေးတွေပွားတာတို့လို့မဟုတ်မင်းတို့ကိုပွားတဲ့အကြောင်းကိုပြောနေတာမဟုတ်မင်းတို့မပွားရင်ပြီးတော့ဟုတ်ကလားကိုင်းစားဖြင့်အဲ့ဒီလိုအဖဘိုးတော်လူပြေမှာဘာသာပြုခြင်းကအမတန်ပင်မပါတယ်တကိုယ်တော်လေးနဲ့ဟေးမင်းတို့ဘုရားပြောင်းပြောခဲ့မှတ်လားတို့အဖေနှခါမိခဲ့တယ်ကွာဘိုးတော်ကိုလူစင်စစ်မိခဲ့ဒါကြောင့်တချို့အဖိုးကြီးတွေပြောတယ်ဟာဆရာဆိုတာတို့မိလိုက်တယ်ဆိုတော့မင်းတို့မျက်လုံးကျူးသွားလိမ့်မယ်မဟုတ်ဘူးလူပြေမှာလူရောင်ဆောင်ပြီးသာနာပြုနေတာတာရဒေသအခြေအနေရဆိုတာတခြားရောက်မဟုတ်ဘူးလူယုံမာတွေများတာငရဲပြုကုန်မှာဆိုလို့လူကိုယ်တိုင်အဖေကြီးဘိုးတော်ကဟောလို့ဒီမှာလူတယောက်ဝေတော့မဲ့ကြမ်းနေလို့ရှိရင်ဖြတ်လက်လိုက်တယ်ပြီးတော့ရော့ဒီသေးတော့ဘုံမှာကာဝနာတိုင်နေရော့ဒီသေးတော့ဒီလိုတခါတဲ့တကဘာလုံးဗမာပြည်တွေမှာကသတ္တဝါမှန်သမျှသနာတဲ့ပုဂ္ဂိုလ်အဲ့ဒါတွေလိုက်ပြီးစောက်ရှောက်နေတာကိုပင်လင်းတချို့ကမလေးမစားတွေဖြစ်လာတော့အဲ့ဒီအခြေအနေကြောင့်ငါရုပ်ဖြောက်ကိုတော်ပြီလို့ရုပ်ကိုဖြောက်မှလို့ကြံတော့ယူရောက်မှသောက်ကြတာမှားတာယူနဲ့တွေ့တော့မှလာစားငါတငယ်ချင်းမဲ့ဆိုပြီးတော့ဟောအတိတ်ဘဝကတငယ်ချင်းတော်ခဲ့ဦးတဲ့ဘိုးတော်ပြူးကြီးကိုခေါ်ယူပြီးတော့အာနာတွေအကုန်အပ်ပြီးတဲ့အချိန်ဘိုးတော်ရုပ်ချလိုက်ဘိုးတော်အကြောင်းရှိရင်ခေါင်းဆောင်ဆရာတွေကိုထိုင်းဆိုဝင်လာသေးတယ်ဝင်လာရင်သူ့စရုပ်သူဖော်ဝင်လာတယ်လူဘဝိဇ္ဇာဟဲ့ဆိုလို့ရှိရင်ဘေးကမောပါမယ်ပတ်လည်းမောပါမယ်ကွာဒီလိုကွာဆက်ခွန်နဲ့လူမျိုးစစ်ကဝိဇ္ဇာဖြစ်တဲ့အပဆရာခေါ်ဘိုးတော်စัจ जा မင်းအဲ့ဒါဝိဇ္ဇာအစ်ရေစက်မှမဟုတ်ရေစက်မှမဟုတ်ပါအဲ့ဒီဝိဇ္ဇာဖော်တဲ့ဂိုင်းအခုပမာလဲဒါမင်းတို့နားလဲအောင်ဂိုင်းအဖဆရာဒီလက်ထက်ကအဖဆရာပရိဂိုင်းသိချမ်းသာလာနေတော့မယ်လို့ဆိုပြီးဘိုးတော်ပြူကြီးလက်ထဲကိုအပ်လိုက်တဲ့အခါနော်ဒါတွေမင်းတို့ဘိုးတိတ်ကွင်မှလည်းပါပြီးသားဘိုးတော်ပြူကြီးလက်ထဲရောက်လာတော့ဘိုးတော်ပြူကိုယ်တိုင်လိုက်လာဘာသာပြူပြီးတဲ့နောက်နော်ဟောတခါငါပြောဦးတဲ့ဘိုးတော်ပွင့်ကိုခေါ်ယူ၍ထွက်သွားပြီဘိုးတော်လည်းထွက်သွားပြီနော်ဘိုးတော်ပြူလည်းထွက်ပြီဘိုးတော်ပြူထွက်ကန်ကြီးဘိုးတော်ပွင့်ကိုအချိန်စိတ်ညစ်အောင်ကတိကောက်ဖြစ်အောင်လှိတ်ဆက်ပြီးတော့မှစိတ်ချရတော့မှခေါ်တစ်တာရိုက်အဲ့ဒီမှာဝင်ဝက်ဦးတုတ်စမ်းဒီညမှာသောက်အဲ့ဒီလိုအောင်မြင်တဲ့အခါဘိုးတော်ပွင့်ကိုဟောလို့ကင်လဲပြီးသွားတော့လို့ပြောလိုက်တာမင်းလှုပ်ချင်တာလှုပ်ခွင့်လို့ပါဘိုးတော်ဗျာဒီကောင်ကအကြောင်းနေပြောနေဆိုပြီးမကန်လိုက်ပါလားမင်းဟောင်းမှပြန်တော့မင်းလှုပ်ချင်တာလှုပ်မင်းဝိဇ္ဇာဖြစ်အောင်တို့စဲရောက်တာဝန်ယူမယ်ဆိုပြီးတော့ဝိဇ္ဇာနှစ်ပါးညှက်ဆောင်လိုက်တဲ့ဘိုးတော်ပွင့်ကအဲ့ဘိုးတော်ပွင့်လက်ထက်မှာစာစရမေဒီစေခိုင်းဆိုတာကဘာမှာဘိုးတော်ပွင့်ဓာတ်ပုံရိုက်ထားရင်ဘိုးတော်ပွင့်ရဲ့ရုပ်လုံးကိုထုရင်အောက်မှာမွေဟောက်ရုပ်အမျက်ပါတယ်ကဘာပါရဂူကြီးမွေပါရဂူကြီးမှတ်တာအဲ့ဒီဘိုးတော်ပွင့်ကြီးလက်ထက်ကနေဆက်ပြီးတော့ဘိုးတော်ပွင့်ထွက်တော့မယ်လို့ဆိုတဲ့အခါမှာဒါလေးညှပ်ပြီးတော့တို့အခန်းလေးဖွင့်ရတယ်ကိုင်းကျွန်တော်သားသမီးညင်းတီတို့နဲ့အစအပွဲတိုင်းကိုဒီစကားကျွန်တော်ပြောမှာအပွဲတိုင်းကိုလည်းသစ္စာဆိုပါအခုလာကြတဲ့မောင်တန်းကြီးနဲ့တပည့်အားလုံးနဲ့တကွမောင်တန်းကြီးရဲ့မိဘညီကောင်မောင်တို့အားလုံးကျွန်တော်တပည့်ဖြစ်ကြတဲ့အဖေမိတွေမြစ်တွေဒီတွေတွေ့ရောက်ရှိနေပါသည်အဖေဘက်ကိုပင်ကျွန်တော်မလဲလဲအောင်နေရာလည်းမရှိလို့ခွင့်ပြုပါနော်ဒီကနေကအမတမနဲ့ညောင်းလို့မတ်တက်လိုက်နေရာလည်းပျောက်သွားမှာဆိုတော့ဘက်ကဒိုးနေဘယ်လိုလဲပြောရလဲကြံအဖေ again do it
ကျွန်တော်သစ္စာပြုပါမယ်ဟောဒီမောင်သားညွန့်တဲ့ကွာခုကြွရောက်လာကြတဲ့အဖေကိုင်းကိုတောက်လျှောက်ထိန်သိမ်းရမယ်ဆိုတဲ့အရွယ်နဲ့မလိုက်အောင်စောင့်ရှောက်နေကြတဲ့တပည့်ကလေးတွေအပေါ်၌၎င်းသူတို့ရဲ့ဆရာတွေအပေါ်၌၎င်းအဖေကြီးတို့ရဲ့ကိုင်းတော်အပေါ်၌လက်တလုံးကြားမလိမ့်တပတ်နဲ့ဒီပွိုင်မျိုးပြောပြီးတော့ဒီတရားတွေကိုပြောရင်ဘယ်တော့မှငါကိုမကြည်ညိုပဲမနေဘူးဖူရင်၎င်းအဲ့ဒီလိုများစိတ်ကူးတဲ့ကပင်ထဲ့ပြီးတော့ပြောမိခဲ့သည်ရှိတော့နားတော့မှခေပါလေကိုပြောချင်တဲ့စကားပြောမှမို့ဒီနေ့ပြလိုက်ရလေမှတ်သားအဲ့ဒီလိုစိတ်ညိုးနဲ့ဒီခလေးအားလက်ဗန်မိုးရီကျွန်တော်ဖုံးကြည့်အောင်မလုပ်ခဲ့ပါမှတ်သားကွာမကျေနပ်ရင်ဆင်းလို့ဒါပဲဒီတိုင်းကျွန်တော်ပြောရအဖေဟန်ရှိစဉ်ကကိုင်းကျုပ်ဆရာကြီးဦးဟိုဟန်ရှိစဉ်ကနှစ်ယောက်ချင်းဖြင့်၎င်းအများရှိမှ၎င်းအမျိုးမျိုးပြောခဲ့တဲ့စကားတွေအတိုင်းသာလျှင်ကျွန်တော်အုပ်ချုပ်ပါလိအဲ့ဒါကလွိအဖေမပေးတဲ့စမကိုပင်လေဘယ်တော့ခါမှကျွန်တော်မဖောက်ပြန်ခဲ့ပါအဖေပြောတဲ့အတိုင်းလုပ်ပါလိအဖေအပ်ခဲ့တဲ့အတိုင်းစောင့်ရှောက်ပါလိအဲ့ဒီလိုစောင့်ရှောက်တဲ့အထဲမှာအင်းလေးကကျင်းလို့ခါရေရအောင်ထိုးတဲ့ပရိယေမျိုးနဲ့ထိုးရဘယ်တော့ခါမှမကြည့်အောင်ခဲ့ပါမှတ်သားကွာဟိုရှိလို့ခါတာဟိုဘဝကြက်တွေလောင်းလာဘူးပြင်းတာအိမ်သုံးလာရတယ်ဖုံးလာလုံး10ပေ6ပေတာမဝါလာအစမ်းမဟုတ်ကျွန်တော်ထမင်းစားရယုံစားရပါစေကျွန်တော်သားမြင့်ကြီးဒီတို့ကျွတ်စားစီတော်တပည့်ပေါင်းတို့ဒီအုံကြွက်တခဲနဲ့တဲ့ကျွန်တော်သေသွားပြီးဒီနောက်80ကျော်လို့သေသွားပြီးဒီနောက်ဒါလေးအထက်ဦးကြတဲ့လိုက်တည်းဒါကိုတော့ကလည်းမဘူးရွှေကျော်အိစာသေးကမိုက်ဒီစေခိုင်းတော်သာကွင့်ပွင့်လင်းထင်းရှားကြံ့ခဲအောင်ကျွန်တော်ပြုလုပ်ပါသည်စောင့်ရှောက်ပါသည်စကားပြောပါသည်တရားဟောပါသည်ဆွေးနွေးပါသည်တိုင်ပင်ပါသည်ဒီထဲမှာကျွန်တော်အတွက်နဲ့ပတ်သက်လို့ဘယ်တော့ခါကမှမရှိခဲ့ပါအကယ်၍များကျွန်တော်အတွက်ရှိခဲ့သည်ရှိတော်ပါခဲ့သည်ရှိတော်ကျွန်တော်အတွက်နဲ့ကပ်ပြီးပြည့်ရနဲ့ပြောခဲ့သည်ရှိတော်သုံးမခဲ့သည်ရှိတော်ပညာပေးခဲ့သည်ရှိတော်ယခုအဖေပေးထားတဲ့ကျွန်တော်ကိုပေးထားတဲ့ရွှေကျော်ကိုင်းအစ်စ်ကခဲတော်အစ်စ်နဲ့ထိုးတဲ့ကိုးစင်ကြောက်ဝဲအန်ဖေးအဝီစီမှာကြပါစေသာမှတ်ထားကွာနော်ကျွန်တော်ဒီအတိုင်းမှန်ခဲ့ပြီစီတော့အလိုအလျောက်ကျွန်တော်လှုပ်ချင်တာတွေအကုန်လုံးဖြစ်မြောက်ပြီကျွန်တော်ဖြစ်ချင်တာတွေအောင်မြင်ပါစေသာအရှင်သူမြတ်တို့ဖယားနာတော်80အဲ့ဒါဒီတိုင်းသွားမယ်ဂိုင်းဖြစ်တာတော့ဆိုပြီးဘာပြောလို့လဲလို့စစ်စာဆိုရနော်မင်းတို့ထိတ်ထုံးကနေပိတ်ပြောပြပြီမင်းတို့ငါအုတ်ချုပ်တာစောက်ရှောက်တာငါအဖေပုံစံကလွဲ၍ဘယ်ပုံစံဘယ်နမူနာငါပြောလို့မရဘူးနော်ငါပြောနေတဲ့စကားနဲ့ငါအုတ်ချုပ်ပုံဒီမင်းတို့အဖေကြီးဘိုးတော်ဟန်အုတ်ချုပ်နေတယ်လို့မှတ်ထားပါဟုတ်လားအဖေကငါပြောတယ်နော်ငါသားတဲ့ဒီစကားတွေဟောလို့ရပြောကြအခုတော့မပြောရင်မဖြစ်လို့ပြောတာနော်စကားပြောရင်ပညာအကြောင်းပြောရင်ဆရာမပြောက်စီနေကွာပြင်စာနော်သေသေးကြဆရာပြောက်အောင်မပြောနဲ့ခိုင်းပြောက်အောင်မဟောနဲ့ဟုတ်ကဲ့အဲ့ဒီစကားတွေကျွန်တော်မပြောလို့မဖြစ်လို့ပြောရပါပြီအဖေတို့လည်းမြင်တော့ဦးတဲ့အတိုင်းပဲတနေ့ကသောက်တုတ်ဒီကိုရောက်လာဟောဘိုးတော်ပွင့်လက်ခက်ကဘိုးတော်ပွင့်ရဲ့ကုထုံးစာအုပ်ထိတ်ကဓမ္မပုံ1ဘိုးတော်A2ဘိုးတော်ပြူ3ဘိုးတော်ပွင့်4မလေးဒီမှာဆရာဟန်ကြီးပုံနဲ့ပြီးတော့မှ9ချိန်မြောက်ဂိုင်းကျုပ်ဖယားအဲ့ဒီလူတယ်
အားရပါလေလန်ကြည့်လိုက်တယ်အမလေးငါတို့ဖေဆရာဟန်ကြီးဘုံနဲ့သူ့ပုံကြတော့ရွှင်ကျော်အိဆာလေးကမိတ်ဒီစေဂိုင်းတော်ကြီးအချုပ်ကင်ကုတ်ကဲတော့ဆရာဦးနှခိုးတဲ့အမလေးပဲကျင်းနေမကောင်းတာနောက်ပေါ်လို့တော့မဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်သားတွေနီးတွေအားလုံးကြောင်းကုန်းကတို့လို့ပြောတာပါဂိုင်းတော့ပြီအဲ့ဒီလိုအခြေကိုဆိုင်လာလို့ဘာကြောင့်ရွှေကျော်ခေါ်လဲမရောက်ဘူးတဲ့လူတွေမကြောက်ဘူးတဲ့လူတွေမှတ်ရမင်းတို့မေးလိုက်မယ်နင်တို့မေးလိုက်မယ်ဘာမေးမလဲတချို့ကပြောတယ်ဒီနေ့ပါလေမှာဒါပြောတချို့ကရွှေကျော်ဂိုင်းကဘိုးတော်ပွင့်စီကအိတ်ခါဘေးကမိတ်ဒီစေဂိုင်းကိုလူယူလိုက်တယ်လို့ပြောတယ်အဲ့ဒါတွေမင်းတို့တော့ဒိုးမိုးပြောဖြစ်မှာဆိုလို့ဒီနေ့ဒါခွင့်ပြောတာဒါပြီးရင်ပွဲရမယ်ဟုတ်ကလားဟောမှတ်သားအိတ်ခါဘေးကမိတ်ဒီစေဂိုင်းဆိုတာဟာခုနပြောတဲ့ပစ္စည်း၃မျိုးနဲ့မပူးမကနော်ထွက်ရလမ်းကိုဝေးချာတဲ့မှသွားနိုင်တဲ့အိတ်ခါဘေးကမိတ်ဒီစေဂိုင်းဟိုတော့ထွက်ဘိုးတော်ပြုထွက်အမေဘိုးတော်ပွင့်ထွက်အမေဘိုးတော်ဟန်နဲ့တွေ့ကြတာမင်းတို့နှစ်ပတ်လည်မှာပြမယ်ဆိုတာဘိုးတော်ပွင့်ခါးတွေကဂိုင်းချုပ်တဲ့ဆေးတော့ဂိုင်းချုပ်ဆရာဆိုတာအဲ့ဒီဆေးတော့ရှိရတယ်မှတ်တာနားလည်လားနော်ထပ်ပြောမယ်ဂိုင်းချုပ်တဲ့လူဟာဘိုးတော်ပွင့်ရှိကဂိုင်းချုပ်သေးရှိမှချုပ်လို့ရတယ်ဗာမီညစ်ဒီတို့ကျို့မြောက်ခရုဖိတော့တကားလေဟုတ်ကလားအရှင်းဖက်ဒါပဲအန်လိုရှိရနားလေကိုတပည့်အကြောင်းရှိရင်အဖေခံရတယ်ပြဿနာပေါ်ရင်ဖြေရှင်းနိုင်ကောင်းရှိရတယ်အဲ့ဒီပုဂ္ဂိုလ်မှဂိုင်းလို့ခေါ်တယ်ဟုတ်ကလားသူများဖုံးကြည့်တာမနာလို့ကိုကတောင်ထိုးမြောက်ထိုးကိုတပည့်ကိုထိုးသူများထိုးခဏထိုးလေသလိုထိုးအဲ့ဒါမျိုးဟာဂိုင်းညုံမဟုတ်ဂိုင်းဘာဖြစ်လို့ရွှေရင်တော်တတ်တယ်လဲမှတ်သားသားမကြောက်တဲ့လူတွေရွှေရင်ကျော်ဆိုတာအဖေဒီဥဘောဟန်လက်ထက်ကြမှာဖြစ်တယ်ဘာလို့ဖြစ်တယ်အဖေဒီဘိုးတော်ပွင့်စိတ်ကျိုးထွက်မဲ့ကြနော်တော်တော်လဲဆိုဘယ်လိုလဲငါတယောက်လားဒီလိုလူအထက်ထဲမှာခဏဖဲပါဆိုတော့အတင်းဝင်အဖေလာဘိုးဝင်လာဦးသူ့ဟာသူတလန်းသွားတာဘာလို့တယောက်လာလဲဒါခက်ကြည့်တော့ရှင်းအဲ့လိုရောက်တဲ့ခါကျတော့ဟောအဖေကိုယ်တိုင်ပြောတာလက်ဖေဦးတရုပ်ရှိတယ်အဖေတပည့်မယုံမဲဒီအောက်မှာထောင်းမရပါဘူးဟုတ်ကလားလူလေခွင့်ပြပါပဲငါသာဖိုးဟာကဒီလိုခေါ်လိုက်ဖက်နမ်းပြီးတော့ရောငါတိုင်းဖောက်နေပြီမင်းငါကိုစားဆိုပြဲခဲ့တဲ့ဂိုင်းကျုပ်အစ်စ်ဆိုင်းပုတ်လက်နှလုံးမကြည့်တော့အဖေထိုင်ယူဒီတော့အဖေဟာငါတင်းသားတယ်ဘိုးတော်ပွင့်နာကပ်ပြီးတော့မဟုတ်တာတွေလုံနေတဲ့ငါနဲ့ညီအကိုတွေဒုက္ခများအောင်လုပ်ကြပြီဂိုင်းကိုဖြည့်ဆည်းကြပြီငါအဖေဘိုးတော်ပွင့်ဂိုင်းပြီးရွှေအစ်စ်ဖြစ်ပါလေအသားနဲ့ဒင်းတို့လှုပ်လို့မိုးကျိုးဖြစ်တော့မယ်ကြီးဖြစ်တော့မယ်အဲ့ဒါရွှေအစ်စ်ကိုဖော်ပြမယ်ဆိုတဲ့ဘိုးတော်ဟန်ကွမတာအဲ့ဒါကြောင့်လို့သူနေသူဟန်နဲ့ဒါတော့မင်းတို့ကပြောချင်မှပြောမှာပေါ့ရွှေကျော်ဆိုတာသူ့သဘောနဲ့သူလောက်တာမဟုတ်နားလိုက်ထားပါမင်းတို့ဘယ်သဘောနဲ့လောက်လို့ငါအဖေဘိုးတော်ပွင့်ရဲ့ဂိုင်းကိုရွှေဖြစ်အောင်လုံမယ်မင်းတို့ဒီမှာကြီးရှိတယ်လို့ဒီမှာကွရွှေလို့ပြကျင်လို့ရွှေရင်ကျော်အိဆာဖေးကမိတ်ဒီစီဂိုင်းလို့အဖေကြီးဘိုးတော်ဟန်နာမည်တက်လိုက်နော်အဲ့ဒီဂိုင်းတော်ကြီးအဖေကြီးဘိုးတော်ဟန်ထွက်တော့အဲ့ဒီအမွေနဲ့ဟာအဖေကြီးဘိုးတော်ဟန်ရဲ့ဗားတိုင်းမှာရှိတယ်ဒါတို့လူလဲလောက်ကြမလို့ဟုတ်ကလားဗားတိုင်းမှာရှိတယ်ဗမေးတိုင်းမှာရှိရနော်မှတ်ထားပါနော်ရှိတယ်လေပြီးတယ်နော်ဟုတ်လားဘုံမေးတာလည်းပြီးတယ်နော်တောင်ရင်ကနာလည်းပြီးဟုတ်ကလားဒင်းတို့တွေမဟုတ်တာလောက်တာကိုတို့ကဘာကြောင့်အခုထုတ်ဖို့ပြောရသလဲတို့တို့သားဖတွေစီလုံးညီညွတ်နေတာကိုဘာဖြစ်လို့လာချီထိုးရလဲဘာဖြစ်လို့မြောက်ပေးရလဲ
ဟုတ်ကလားဒါမင်းတို့နားလည်အောင်ပြောတာအကျဉ်လူမလုံးဟုတ်ကလားကိုစားပါချင်းကိုပြောတာဟာအစစ်အမှန်ကိုအစစ်မှန်ဖြစ်အောင်ပြန်တိုက်တဲ့နေရာမှာဒီလိုပဲပြောရမယ်ဟုတ်ကလားတချို့ကပွဲရပြောမယ်တချို့ကနီးမျိုးဖွဲတယ်တချို့ကနီးမျိုးထိုးတယ်အဲ့လိုထိုးတာတွေကိုမယောင်လဲနဲ့ရွှေကြောဆိုတာဒီလိုခေါ်ပါလားသိလို့မလားဟောတော့အေးဆိုတာဘာဖြစ်လို့စัจ जा မင်းသားခေါ်ပါလိမ့်မလဲသိလို့မလားရှင်ဘရင်စัจ जा မင်းသားနော်အဲ့ဒါကြောင့်မင်းတို့လက်သွင်းကိုအခုရောက်နေတဲ့ရွှေကြောအိဆာပြမိတ်စီဂိုင်းကိုငါကဘယ်လိုအုပ်ချုပ်တယ်ငါကဥပမာငါညီးကချင်းသက်လာပြီးအပေါ်ဘက်ကိုတက်လာတော့ဘောတော်အေးစီအစီဘောတော်အေးကအစညီးညီဒီတို့ဆုံးအောင်ဟုတ်ကမင်းတို့အဲ့ဒါကြောင့်လေချောင်းပွဲအောင်အောနေတာအဲ့လိုအစရဲ့အလေအဆုံးရဲ့ညင်ကြသိကြတွေ့ကြပါစေတော့လို့ဆိုပြီးတော့အကုန်လုံးဖော်ပြလိုက်ဖော်ပြရဲ့သားနဲ့မှကြောင်တာမတတ်နိုင်ဟုတ်ကလားအဲ့တော့အုပ်ချုပ်တဲ့နေရာမှာဂိုင်းကြောင်ပြောတဲ့နေရာမှာဂိုင်းပြောင်းမသွားပါစေနဲ့ဟုတ်ကလားပညာကြောင်ပြောတဲ့နေရာမှာဆရာပြောင်းမသွားပါစေနဲ့လို့ကြက်ကြက်ကြိတ်ကားပါဟုတ်ကလားတော့အဖေဟာလေထွက်တော်မူတဲ့အထွေခွင့်ပြုပါပဲဒါတွေပြောမှဖြစ်တော့ဟေးဘောတော်ဟာဘောတော်ပွဲတပည့်ညီသားမားရဲ့တပည့်ဘောတော်ပွဲသားဥရွှေဂုံဆိုတဲ့အဖိုးကြီးကဂျာမန်ကြောက်လာမရှိတော့ဘူးဥရွှေဂုံကဘောတော်ပွဲစုပ်ခွန်းတဲ့စုပ်ကိုခိုးပြေတော့ဘေဘောတော်ဟာကိုလမ်းဝါကတော့ပါရဲ့ဗျာမောင်ဟိုကငါကြောက်ပေးပါကွာမင်းအဲ့ဒီဆေးထိုးသမတ်ကွာခမနာနာနဲ့ရောငါကြောက်ယူအာတင်းထိုးဟုံးရွှေကန်ရှင်ဘောတော်ဟာကိုဆေးအတင်းဖန်ကုန်းပါမရဆိုလို့စုပ်တုံးနဲ့နင်းကန်ချဖဲကတို့ဘေထွက်သာတော့ဒါပဲရှိတယ်ခေါင်းအားမရှိတယ်ဘာဆေးမှမရှိဘူးအဲ့ဒီဖန်ကုန်းပါမရလေးနဲ့ဖုံးတကိုကြီးလိုက်ကြငောင်ကိုတိတ်ခွေစတာပြောမိမယ်အမနဲ့ရှိတဲ့အဲ့လိုတကိုးကြီးနေတော့ဘောတော်ပွင့်ရနေပြီးငါစုပ်ကွဲခိုးတဲ့ကောင်တော့ညောင်တုံးမှာသတင်းကြဆိုပြီးတော့အလိုက်ဟိုကလည်းဘိုးတော်ဟာလည်းတခါပိတ်ပြီးဖုံးကြီးနေမှာဘာတွေ့ရနော်သတိခါမင်းတို့တခါလည်းငါစွတ်ပြောလိုက်တယ်ဟဲ့လွားကြောင်းသားလေးတယောက်ကိုသွားငွေတရရောမင်းမဝေးဘူးဘောတော်ကတော့ပါရဲ့ဗျဟာဟိုရှေ့ကခေါင်းမသားနဲ့ခီးတွေကိုတခါသူဆောင်ကိုဆောင်ဆောင်းလာတယ်အဲ့ဒီကတော့ပါရဲ့ဗျဘိုးတော်ပွင့်ပြောတာနော်အဲ့ဒီကောင်ငါလာပြောစားခမဆရာရောက်နေပြောလိုက်ဆိုတော့အဲ့ဒီဘိုးကနွားကြောင်းသားလေးကအဲ့ကလေးငွေတကြရဟုတ်ဟဲ့လူကြီးခမဆရာရောက်နေတယ်လို့ပြောတော့မှစဉ်းစားတယ်ဘောတော်ပွင့်ဆိုတာဓာတ်ပုံမှနေမှုသေးတယ်ဖေဒီတော့မှငါဆရာလို့ပြောတယ်ဆိုပြီးဝဲတွဲပြီးဘောတော်ပွင့်ခတ်တည်နေလိုက်ပြီးရအခုတို့သားသမီးတွေတခါလေငါဒီလောက်လိုက်နေပဲငါစားတော့ရောက်လာအဖေကျွန်တော်တို့လာတာအဖေမျက်နှာမကောင်းဘူးကျွန်တော်တို့ဘာအဲ့ဒါကိုရှေ့ချင်းရဟိုကလက်ကြည့်တော့ဘာလဲဘယ်လာဘယ်လိုပဲပါဒီလိုလောက်လိုက်ဆိုတော့ဟေးအကောင်ရှိခိုးဒါငါဆရာကွာဆိုပြီးအဲ့ဒီမှာဥထိုက်တာပဲအဲ့ဒီမှာလာဇန်းဆိုပြီးခေါ်သွားတဲ့အခါဘိုးတော်ပွင့်တပည့်စစ်တာနားရလားနော်အဲ့ဒါကြောင့်အဖေကြီးဘိုးတော်ဟာပုံစံအတိုင်းမင်းတို့ငါအုပ်ချုပ်ခုနဆိုတဲ့ကိစ္စအတိုင်းပဲကြောက်ဖွေးမတင်းဘူးဒီတော့ငါထမင်းမငတ်တော့ငါပြီးတပီးငါကြတော့ငါဘူးဟုတ်ကလားတော်ပြီဒါမဲ့အိမ်လေးကနေကြွေလို့အဖေစောင်းတာလေအဖေဘိုးလေးမင်းမလို့မဖြစ်ပါဘူးနော်ကျွန်တော်ကြည့်လို့ပေါ့ကဲတို့သားပါတပည့်တော်ဘောကနားစားဆိုရင်နောင်ကိုအရှိကြီးသမိုင်းဝင်ရဆိုရင်အဖေ28နှစ်ကပညာယူခဲ့ပုံတွေပါအကုန်ကုထုံးနဲ့ရောပြောတော့ဟုတ်ကလားအခုလို့စီးလုံးလုံးညင်ညွန့်နဲ့မင်းတို့ကလာတော့ငါအနေနဲ့ဝန်းတာအမနာဝန်းတာကြည့်ရတာကိုတခါလေလူကိုရွှင်ပြုံးပြီးတော့ဝန်းတာနဲ့နော်ဝန်းတာတို့ဝန်းနေဆိုတာငါတို့အဖေမရှိတော့ဘူးငါတို့အဖေကငါဖေးကသားတွေကဖြောက်လိုက်ကိုဖောဟာမရှိတော့ဘူးကွာနားရလားနော်အဲ့ပေါ့ကိုဖောတော့ဘေးဘောတော်ဟာကိုဒင်းတို့တွေကဒင်းတို့တွေကဖြောက်ပြစ်တော်တဲ့တို့စားဟာတည်းဘယ်တော့မှမဖြောက်ဘူးဆိုတာမှတ်လိုက်သားမှာအဖေဆွဲအောင်မှတ်ထားလိုက်ပါ
အဖေခံမယ်ကွာဘောတာမပြောက်ပါဘူးဟုတ်ကလားရုပ်လုံးဒီနေ့ပြီးမယ်ရုပ်လုံးဒီနေ့ပြီးမယ်ဘယ်လိုဆိုင်မလို့အားလုံးမဲ့ဟာလား4500ကို3000ပဲပေးရမလို့ငါတပည့်ကဟော900လူတဲ့ဟုတ်ကလားဂိုင်းမိုးရလဲရွာကြီးဘွဲရလဲအကြဆုံးနေရာလည်းမသိဟမ်ဘယ်လိုလုပ်လောက်အေးကတာဘွဲဂိုင်းမတ်တကလည်းမတ်တနေတာသူကနေကြသမီးတော့သားမတ်တနေကြရနာတဲ့အသက်ကြီးတဲ့လူတွေအဖေကြီးဘိုးတော်အမေကိုလှည့်ပြီးတော့လက်ကိုကြည့်ပါရနာကိုတစ်သက်လုံးရှင်းမခိုးပါနဲ့ဒီမှာကျွန်တော်ပြောပြတော့ဒီပွဲကကျွန်တော်ပြောလဲမို့သူဒီတိုင်ကိုအားလို့နေရကြတဲ့တုတ်ကိုကြီးကြာခံမတွေပူရခဲ့ဒီပွဲကိုအမေယူကိုပြီးတော့ကြတောင်းမှလည်းပွဲလေကုတော်ကတော့တောင်းပါဟာကျွန်တော်ကြတို့ကြတော့နည်းနည်းမှလာတော့ကောင်းဗျာဟိုကတော့ကျွန်တော်လည်းအလုပ်ပြန်နေတဲ့တော့တောင်းတော့တော့တော့ဘောမှာရင်းမြဗျာငါစုအပူတွေဟိုတက်ကြနေဘိုးတော့ပဲအဖေကြီးဘိုးကဒါတော့နာမည်ကအသိမဲ့တော့အဲ့တော့တော့ဗျာဒီနေ့သားတော်နေတော့အတူတော့ရောက်တိကိုရောက်တော့တတိမိတိတို့အတားကြီးကမပြေသူကတွင်ညောကြီးစင်အဖေတော်တို့မှာအခေလက်ကိုင်းအောင်ဝေဒီကမတော့ဒါတော့မှအပြစ်လက်တင်တို့တော့ဘဝညကြောက်အဖေစစ်ပေါ်မှာရောက်နေတယ်ဒီအကောင်းကိုတော့ဒီလေးရတော့အဖေအပ်ပါပဲအဖေတော့မှတော့ကအဖေမလော်တူတွေ့ကြပြီးအဖေကတော့တင်းအပ်ပါတယ်တို့ရတိတဲ့ကိစ္စတော့ပြော